တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတနိုင်ငံလုံးပထမဆုကိုစုခုသွားတဲ့ဂုဏ်ယူစရာရခိုင်တိုင်းရင်းသူလေး2026ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေထွက်ပေါ်လာပြီဖြစ်ပြီးမြန်မာတနိုင်ငံလုံးအမှတ်အများဆုံး Top 1 နေရာကိုစုခုနိုင်ခဲ့သူကရခိုင်တိုင်းရင်းသူလေးမတ်တီရီဆိုဖြစ်ပါတယ်2026ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးမှာမန္တလေးတိုင်းဒေသကြီးချမ်းရီသာဆန်မြို့နယ်က CAE ကိုပိုင်အထက်တန်းကျောင်းကနေဝင်ရောက်ဖြည့်ဆိုခဲ့တဲ့မတ်တီရီဆိုကသိပ္ပံဘာသာတွဲနဲ့ဝင်ရောက်ဖြည့်ဆိုခဲ့တာပါစာမေးပွဲဖြည့်ဆိုတဲ့ကျောင်းသားကျောင်းသူတိန်းနေချီရှိတဲ့အထက်ကနေမြန်မာတနိုင်ငံလုံးမှာအမှတ်အများဆုံးပထမဆိုတဲ့နေရာကြီးကိုရယူနိုင်ခဲ့ပါတယ်။မတ်တီရီဆိုရဲ့ရမှတ်တွေကစုစုပေါင်းရမှတ်962မှတ်တောင်ရရှိပြီးတော့ဘာသာစုံမှာအမြင့်ဆုံးအမှတ်တွေကိုရရှိခဲ့ပါတယ်။ဘာသာရပ်တစ်ခုချင်းစီတိုင်းမှာထူးချွန်ဖို့နေမအားညမနာအာယုံစူးစိုက်မှုအပြည့်အဝထားနိုင်ပြီးတော့ရရှိခဲ့တာဖြစ်ပါတယ်။မတ်တီရီဆိုရဲ့အောင်မြင်မှုကမိသားစုအတွက်သာမကရခိုင်တိုင်းရင်းသားတွေအားလုံးနဲ့ပညာသင်ကြားခဲ့တဲ့ CAE ကျောင်းတွေအတွက်ပါဂုဏ်ယူစရာဖြစ်စေခဲ့ပါတယ်။ခေတ်တွေဘလောက်ပဲပြောင်းပြောင်းနည်းပညာတွေဘလောက်ပဲတိုးတက်လာပါစေပညာရေးမှာထူးချွန်ဖို့ကိုယ်တိုင်ရဲ့စ조사အားထုတ်မှုအပေါ်မှာယာနှုံးပြည့်မှုတည်နေရပါ။ဖုန်းတွေအင်တာနက်တွေနဲ့အာယုံလွှင့်စရာတွေပေါ်များနေတဲ့ဒီခေတ်ကြီးထဲမှာတနိုင်ငံလုံးပထမရတဲ့အထိစ조사ခဲ့တဲ့မတ်တီရီဆိုကတော့နောက်ထပ်ပေါ်လာမဲ့ကျောင်းသားကျောင်းသူလေးတွေအတွက်အားကျအတူယူစရာစံပြဖြစ်လာခဲ့ပါပြီ။ရုပ်ရည်လေးကလည်းချစ်စရာကောင်းတယ်လို့ပညာရေးမှာလည်းထိတ်ဆုံးကနေအောင်မြင်ခဲ့တဲ့ရခိုင်တိုင်းရင်းသူလေးမတ်တီရီဆိုအတွက်ဂုဏ်ပြုစကားလေးတွေကိုရေးသားခဲ့ပါအောင်ရှင်။